အစ္စရေးပါလက်စတိုင်းပဏိပက္ခမှာနှစ်နိုင်ငံပေါ်ထွန်းရေးမှုဆိုတာဘာလဲကုလသမဂ္ဂအထွေထွေညီလာခံမှာတော့အစ္စရေးနဲ့ပါလက်စတိုင်းကြားနှစ်နိုင်ငံပေါ်ထွန်းရေးမှုကိုဦးတည်မဲ့အစဉ်တွေကိုအကြမ်းပြောထားတဲ့ကြေညာချက်တရက်ကိုတောက်ကြနေကအတည်ပြုလိုက်ပါတယ်။ဒါကဆော်ဒီအာရေဗျနဲ့ပြင်သစ်တို့ပြီးခဲ့တဲ့ဇူလိုင်လတုန်းကပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂအစည်းအဝေးအရာရှိညီလာခံတွေထွက်လာတဲ့ကြေညာချက်မူကြမ်းကိုအထွေထွေညီလာခံကအတည်ပြုမှုဖြစ်ပါတယ်။ဇူလိုင်လတုန်းကပြုလုပ်တဲ့ညီလာခံကဆယ်စုနှစ်များစွာကြာနေပြီဖြစ်တဲ့အာရပ်အစ္စရေးပဏိပက္ခမှာပါလက်စတိုင်းကိုနိုင်ငံတနိုင်ငံဖြစ်အတိအမှတ်ပြုနိုင်ရေးအခြေခံအုံမြင့်ချနိုင်ဖို့ရှိရပါတယ်။2022ခုနှစ်အောက်တိုဘာလ9ရက်မှာအစ္စရေးကိုဟာမတ်စ်အဖွဲ့ကတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးဂါဇာမှာအစ္စရေးနဲ့စစ်ပွဲဖြစ်ပွားတဲ့နောက်နှစ်နိုင်ငံတည်ရှိရေးမှုဖြစ်ရှင်ချက်ကပိုပြီးတော့အလှမ်းဝေးလာခဲ့တာပါ။ဒါမဲ့ဂါဇာမှာအဆိုးဆုံးဖြစ်လာတဲ့အခြေအနေတွေကြောင့်အာရပ်နဲ့ဥရောပတို့ကနှစ်နိုင်ငံတည်ရှိရေးမှုကိုပြန်စားဖို့တွန်းအားပေးလာကြတာပဲဖြစ်ပါတယ်။